ကဲဒီနေ့တော့ adventure activity တခုကျွန်တော်တို့ဇနီးမောင်နဲ့နှစ်ယောက်ကပြုလုပ်သွားမှာဖြစ်တယ် challenge တခုဖြစ်တယ်အခုပထမအဆုံးကျွန်တော်အနေနဲ့ဒီ bridge through the clouds ဆိုတဲ့ဒီတရားကိုကျိုးတရားကိုကျွန်တော်ဖြတ်မှာဖြစ်တယ်တော်လေးကြောက်ဖို့ကောင်းတယ်ရှေ့တောင်အာရှမှာဒီအမြင့်ဆုံးတွေထဲမှာပါတဲ့တောင်ဆွဲမှာပေါ့နော်အဲ့တောင်မှာဖြစ်တဲ့အလယ်နာရောက်လေတိုက်တော့အားကျတော့ဝီနဲ့တိုက်တယ်ကျွန်တော်တရားကြီးကလှုပ်လာတယ်ပြီးတော့နောက်တစ်ခုကဒီခြေနှင်းတုံးတွေကပထမထွက်ခါစားကတော့ဒီတထွာလောက်တမိုက်လောက်ကနေတဖြည်းဖြည်းတပေလောက်ပြီးတဒေါင်လောက်ပြီးတပေခွဲနှစ်ပေသုံးပေအဲ့လိုမျိုးတဖြည်းဖြည်းနဲ့ဒီလိုကျဲသွားတာအလယ်နာလည်းရောက်ရောတရားလည်းနေရော့ရဲဖြစ်လာတာမျိုးပေါ့နော်ဟုတ်နေပြီဒီနာတော့နည်းနည်းစကျဲလာပြီနည်းနည်းတပြင်းလေးတော့နည်းနည်းရှက်ရတာပေါ့နော်နည်းနည်းအသက်ရှူနှုံးလေးတော့နည်းနည်းပြောင်းလာပြီပေါ့ဟုတ်ပြီမောင်ထန်းတယောက်ဖြတ်နေပါပြီခင်ဗျာဘာဖြစ်ကျွန်တော်မိမတက်တော့ကျွန်တော်တားရမယ်ကွာကျွန်တော်တားရမယ်သူ့တက်ကျွန်တော်ကြောက်တဲ့ပုံမပေါ်အောင်ကျွန်တော်ဟန်ဆောင်ထားတာပေါ့နော်ကဲရှောင်းနေပါပြီသူ့လက်ကြရင်တော့ကျွန်တော်တက်ပိုကြောက်လောက်မှတင်ဒီကြောက်ကြီးကမလွယ်ဘူးပေါ့နော်ဟာအရှိမရက်နေပြန်ပြီဟောရှေ့ကလူတွေကမသွားတော့ဘူးမင်းကလေးတွေကလည်းဖြစ်တော့မှာရက်နေပြီအကူတယောက်ကလိုက်ကူပေးနေရတယ်ကျွန်တော်ဘာကြီးမတရက်ဆောင်နေရပြီဗျာအိုးလေကလည်းပြောမယ်လေကအေးအာကောင်က6ဟုတ်ကဲ့ပါကျွန်တော်ကတော့ဒီလိုပဲရှောက်ရင်းနဲ့ဟိုဘက်ကိုရောက်ဖို့ကျွန်တော်တို့အရှိရလူတွေနေရလဲပါတာပေါ့နော်အဲ့ဒီကျိုးတရားကြီးပေါ်မှာကျွန်တော်10မိနစ်လောက်ကြာပါတယ်